အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ချင်းတိုင်းသားလေးဂျော်ဂျွာပန်ရဲ့ UFC Flyweight Champion ကပတ်ကာဝယ်ပွဲကနေကက်လာပါပြီနောက်တစ်ပတ်တနင်္ဂနွေနေ့10ရက်နေ့ပါထိုးသက်ရတော့မှာပါဂျပန်ဖိုက်တာတက်ဆူလိုတိုင်ယာနဲ့ထိုးသက်ရမှာပါဒီပွဲကိုအချက်လက်တင်နေတော့သုံးတက်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအချိန်အာရှသား2ယောက်ထိုးသက်ရတဲ့ UFC Champion ကပတ်တိုင်တယ်ပွဲပါဖိုက်တာ2ယောက်မှာတူညီတဲ့အချက်တွေရှိတယ် level 2တဲ့ skill တွေလည်းရှိပါတယ်ဒါကြောင့်ဒီပွဲကိုအရင်ဦးဆုံး50-50လို့ပဲပြောချင်ပါတယ်ဂျော်ဂျွာပန်အကြောင်းကိုပြောပြချင်ပါတယ်အသက်ကလာမယ့်အောက်တိုဘာလဆို25နှစ်ပြည့်ပါပြီ MMA ပွဲပေါင်း17ပွဲထိုးတာပြီး16ပွဲနိုင်2ပွဲရှုံးထားပါတယ် UFC မှာတော့10ပွဲထိုးတာပြီး9ပွဲနိုင်2ပွဲရှုံးတယ်ပူပူနွေ့နွေ့ချန်ပီယံလောင်းတယောက်ပါကစားပုံက striking ဘိုင်းနဲ့ပဲအဓိကထားကစားတာပါ MMA မှာ striking ဘိုင်းအဓိကထားကစားတဲ့ကစားသမားတွေက ground သမားတွေနဲ့ရှင်ရှုံးနေတာကများပါတယ်ဒါပေမဲ့စပိန်နိုင်ငံသားအီလီယာတိုရီယာနဲ့ဂျော်ဂျွာပန်ကသူတို့ရဲ့ဖိုင်အန်ဂျူနဲ့လင်မြန်မှုတွေကြောင့်အခုဆိုဂရောင်းသမားတွေကပြန်ကြောက်နေရတဲ့အခြေအနေမျိုးတောင်ရောက်နေပါပြီဒီချက်ကလေးစားဖို့ကောင်းတဲ့အချက်ပါတဆူလိုတန်အကြောင်းပြောရရင်အသက်ကလက်ရှိမှာ26နှစ်ရှိပါပြီအရက်က9.9လက်မှာလက်တံက90လက်မှရှိပါတယ်ဂျော်ဂျွာပန်နဲ့ရှင်အရက်က2လက်မှရှိပြီးလက်တံက9လက်မှပိုးရှိပါတယ်ဒီချက်ကတဆူလိုတန်ရအတွက်အာသာမှုလို့တော့ပြောလို့ရပါတယ်ဒါပေမဲ့တဆူလိုတန်ရကရှင်ထိုးတဲ့ဖိုင်တာမျိုးမဟုတ်ပါဘူးဂျော်ဂျွာပန်နဲ့လည်းရှင်ထိုးနိုင်တဲ့အရေးရှင်မရှိပါဘူးဂရောင်းပိုင်းအဓိကထားကစားတဲ့ဖိုင်တာဖြစ်တဲ့အတွက်ဒီပွဲမှာလည်းဂရောင်းပိုင်းနဲ့ပဲကစားလာမှာပါဂျော်ဂျွာပန်ကလည်းဒီပွဲအတွက်ဂရောင်းပိုင်းနဲ့စထရမ်ပိုင်းကိုအဓိကထားပြင်ဆင်ထားပါတယ်ဖိုင်တာနှစ်ယောက်ကအသက်ရွယ်ငယ်ပြီးလင်းမြန်တဲ့ဖိုင်အန်ယူလည်းကောင်းကြပါတယ်အကြောင်းလမ်းမရှိဒစီရှင်ကောင်းကောင်းလည်းချနိုင်ပါတယ်အဲ့ချက်တွေကဒီဖိုင်တာနှစ်ယောက်ရဲ့တူညီတဲ့ချက်လို့ပြောလို့ရပါတယ်ဒါကြောင့်ဒီပွဲကဘယ်ဖိုင်တာနိုင်ရမလဲဆိုတာဆုံးဖြတ်ဖို့ခက်ခဲပါတယ်ဂျော်ဂျွာပန်ရဲ့ဂရောင်းတစ်ဖက်ပိုင်းပေါ်မူတည်နေပါတယ် MMA မှာဆိုအောင်လာရဲ့ဂျပန်ဖိုက်တာတွေကိုအလဲထုံးနဲ့အနိုင်ယူထားတဲ့ရာဇဝင်တွေကလည်းမေ့ထားလို့မရပါဘူးဟာစီကာဝါကို1 Championship ကပတ်ကာကွယ်ပွဲ2ကြိမ်လုံးကိုအလဲထုံးနဲ့အနိုင်ယူထားပါတယ် BJJ ကောင်းပါတယ်ဆိုတော့အိုကာမီကိုလည်းပထမအချိန်မှာတင် TKO နဲ့အနိုင်ယူထားပါတယ်ကျွန်တော်မြန်မာဖိုက်တာတွေကဂျပန်ဖိုက်တာတွေနဲ့ရှင်မာကွန်ပိုင်းနဲ့စထရမ်ပိုင်းတွေကအများကြီးတာပါတယ်လာမယ့်တနင်္ဂနွေ10ရက်နေ့ပါ UFC 328ရဲ့ဒူကောင်ပွဲဖြစ်ကြည့်ရှုရမှာပါအမေရိကန်နိုင်ငံနယူးဂျာဆီမြို့မှာထိုးသက်ရမှာပါဂျော်ဂျီယာပန်အတွက်အိမ်ဝဲလို့ပြောလို့ရပါတယ်အာရှလူငယ်နှစ်ယောက်ရဲ့ရှင်ပြိုင်မှုဖြစ်ပြီးရသဆုံးပေးစားနိုင်မဲ့ပွဲတော်ပွဲဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့မြန်မာပရိသတ်တွေကိုဂုဏ်ယူစွာကြည့်ရှုအားပေးဖို့ပြောကြရင်အဆုံးထိလည်းပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ Fighting Sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်